ဒီနေ့ကတော့တငယ်ချင်းနေနဲ့ညီမတော်တော်လေးလှဆာမဖြစ်ပါတယ်။ဘာဝင်တဲ့ပစ္စည်းတွေကတခွားသေးရဲ့အသားတူရဲ့ပဲပြရဲ့ဒီမတိလေးရဲ့ဖြစ်ပါတယ်။ပေါ်တာတခွားသေးရဲ့စတင်ချင်းနေပါပြီပြီးရင်တော့စိန်နာနဲ့အသားတူလေးကိုကြော်ပါမယ်။ဒါကတော့အသားလေးကြော်နေပါဖြစ်ပါတယ်။အသားတူလေးကိုလေးစီလေးနဲ့ထည့်ပြီးတော့ငွေပြီးကြော်ပါမယ်။ဒါတော့အသားလေးကြော်အောင်ကြော်နေတာဖြစ်ပါတယ်။အသားတူလေးကြော်နေတာရတော့မယ်ဆိုရင်တော့ဟိုဘက်မှာလည်းပဲပြလေးထပ်ပြီးကြော်ပါမယ်ရှင်။အဲ့ဒီကတော့ပဲပြလေးစားပြီးကြော်မှဖြစ်ပါတယ်။ပဲပြလေးစားပြီးကြော်နေပါပြီ။ပဲပြလေးတွေကိုခရင်တင်းထည့်ပြီးတော့စီးလေးနဲ့ကြော်ပါမယ်ရှင်။ပဲပြလေးကြော်လို့ပြီးသွားရင်တော့ကြလေးကိုတကူပြပြလေးကြော်လို့ပြီးသွားရင်တော့ဒီလိုလေးကြပါမယ်။တားတူလေးရဲ့ပြပြလေးချက်တော့ပါပြီ။တကွားတီလေးရဲ့ရုံးလေးတီလေးကိုလည်းညနေမှာထည့်ပါမယ်။ဒါတော့တကွားလေးရုံးတီလေးပါ။ဒါကတော့ပြပြနဲ့တားတူလေးဖြစ်ပါရဲ့။ဒါလေးကိုတိုးတိုးကိုညက်ပါမယ်ရှင်။ဒါလေးကတော့ပြပြနဲ့တားတူလေးကြော်ထားရစီပါလေ။တားတူလေးတွေကိုတိုးတိုးကိုရွေးနေပါပြီ။ပြပြလေးချင်းဖယ်ထုတ်ပါမယ်။ဒါတော့တားတူလေးတွေကိုထုတ်ထုတ်နေပါရင်။ဒါတော့တငယ်ချင်းညထိုးနေရပါ။သူထိုးလာလာငါထိုးလာလာနေဘူးပြန်နေပါရဲ့။တော့လေးနဲ့ထိုးနေပါပြီတားတူလေးတွေကိုတငယ်ချင်းနေအောင်ထိုးပါတယ်တားတူလေးကိုတူလေးနဲ့ထိုးပြပါရင်တော့ဒါထိုးနေပါရဲ့မကုန်သေးပါဘူးမနေ့ထိုးလိုက်ရပါရဲ့ဒါလေးကတော့တငယ်ချင်းနေအောင်တုံးနဲ့ထိုးတာပြီးကြပါမယ်ရှာရင်အနာဆင်လိုက်ပါမယ်ရှင်ဒီကနေ့မလို့မနေ့ထိုးလိုက်ရပါတယ်ဒါတော့ပြီးကြနေစီနေလေးပါပြပြထိုးကြမှာတည်တယ်ပြပြရဲ့ဒါတူရဲ့ထိုးလို့ပြီးသွားရင်တော့ဗန်လေးထဲမှာအနာဆင်လိုက်ပါမယ်ရှင်ဒါတော့အနာဆင်နေချင်းလေးပါရှင်ဒါတူလေးရဲ့ပြပြလေးကိုအနာဆင်နာတာပဲဖြစ်ပါနဲ့ရှင်ပြပြရဲ့ဒါတူလေးအနာဆင်ပြီးသွားရင်တော့တခါတီလေးထပ်ပြီးဆင်ပါမယ်ရှင်တခါတီလေးတွေကိုစစ်စီလေးဖြစ်ရအောင်ဆင်နေပါစားလဲစားခြင်းနဲ့အနားရကြတယ်ဆိုရင်အဖွဲရပါရှင်စားကြည့်အောင်လားအနားစင်ပြီးစားတဲ့ဖွဲရပါထောင်ရပါတခါတီလေးတွေကိုတစ်စိမ့်နေလိုက်စီနေပါတယ်တခါတီလေးတွေစီလို့ပြထားမယ်ဆိုရင်တော့တခါတီလေးစီနေတာဖြစ်ပါတယ်တခါတီလေးစီလို့ပြထားရင်ရုံးလေးတီလေးစီပါမယ်ဒါတော့ရုံးလေးတီလေးစီနေပါပြီရှင်ရုံးလေးတီလေးလေတခါတီလေးကိုဘန်တက်တက်မှာထည့်ပါမယ်ရှင်ပြီးကြရင်တင်မို့တော့စားမှုတင်မို့တီလေးလေးချပါမယ်ရှင်ဒါလေးပြီးရမယ်ဆိုရင်တော့တင်မို့တီဆက်ချပါမယ်ရှင်ထောင်ရတော့ကျမတင်ငယ်ချင်းတင်မို့တီလေးချနေရပါပါတယ်ရှင်ထောင်ရတော့တင်မို့တီစားပြီးချနေပါပြီတင်မို့တီကကြီးဆိုတော့မနေ့ချလိုက်ရပါတယ်တင်မို့တီချလို့ပြီးတော့တော့ကြပါမယ်ရှင်ဒါကတော့တင်မို့တီမပြည့်လို့ချနေရပါတင်မို့တီလေးချလို့ပြီးတော့နော်ဒီလိုဖုန်လေးရပါမယ်တင်မို့တီတော့ဘောစားပြီးနေတီးထောင်နေပါပြီပြီးတော့တင်မို့တီတော့နေစားဖို့စလက်ရလေးလေးစလေးပါအောင်ရှင်ဒါတော့စလက်ရလေးစင်းနေတာပါစလက်လေးပြောင်းရင်လည်းစင်းနေရပါရှင်စလက်ဆေးပြီးဆိုရင်တော့တင်မို့တီစားပြီးတော့ပါမယ်ရှင်တင်မို့ပြီးတော့ဘုံမြုပ်တီးနဲ့ထိုင်ငပီရီကိုအချင်းဆက်ပါမယ်ရှင်ထိုင်မြုပ်တီးရဲ့ချုံမို့ရဲ့စားရဲ့တကြားရဲ့ထိုင်ငပီရီလေးရဲ့စက်မှမဖြစ်ပါတယ်အခုချိန်မှာထိုင်ငပီရီလေးလောင်းချနေပါရှင်ရတမပြပါမယ်ရှင်ဒါတော့ဝင်နေပါပြီအချင်းဆက်နေရဖြစ်ပါတယ်ပြီးကြရင်တမယာတီလေးညှိထည့်ပါမယ်တမယာတီလေးစားပြီးညှိထည့်နေပါမယ်စားပြီးတမယာတီလေးညှိထည့်လို့ပြီးသားပြီဆိုရင်တော့ဂျီရဲပြညှိတီလေးရဲ့ပဲတီလေးရဲ့ထည့်ပြီးရတမမဖြစ်ပါရှင်ဒါတော့တင်မိတ်ဆက်တော့ဖို့ဖြညှိတီရဲ့ပဲတီရဲ့စထားတဲ့အချင်းလေးထည့်ပြီးတော့စက်မှဖြစ်ပါတယ်မြမဖြစ်ပါတယ်ရှင်စားပြီးဝင်ပါပြီရှင်မွေးတဲ့ခင်ကြမှာတတိယတော့ပါတယ်ရှင်ပဲတီရထောင်းရမှာကျမတို့အတောက်လိုက်ထည့်လိုက်ပါရှင်အစမတင်ငယ်စံရှားတယ်လည်းပဲတီကိုနန်းနေပဲထိုးလိုက်ပါမယ်ဆိုပြီးတော့လုပ်လိုက်ပါတယ်နောက်တော့လောက်တာတော့အလွဲလေးဖြစ်ပါရှင်ဒါတော့နန်းနေပါပြီပဲတီစီရဲ့ညီတီလေးတွေရဲ့ကညီတီလေးရဲ့စားပြီးတော့မှုပါပြီအချိန်မှကြည့်ရတော့ပါရှင်အချိန်မှပဲတီလေးလေးနဲ့ချိုးပါတော့ရှင်စီဒီလောက်ထက်ထည့်ပါရဲ့ပဲတီနဲ့ကညီတီလေးနဲ့စားပြီးချိုးနေပါပြီထောင်းမမေးသွားလို့ပါပဲတီကတောက်လိုက်ထက်သွားပါဒါလေးကတော့တင်မတီစားပြီးတော့ရပါပြီဒါလေးကတော့ကျွန်မတို့စားမယ်ပို့လို့ပြပါရင်ဒါတော့